ရသခင်ရဲ့ကျေးဇူးတော်ချီးမွမ်းပါလေနှုတ်ကပတ်တော်အားဖြင့်တူတူကအစဉ်ချင်းခွန်အားယူဖို့ရန်အတွက်ထွတ်မြောက်ခြင်းခန်းကြီး3အပိုင်ငယ်73မှ14မောရှိကလည်းအကျွန်ုပ်သည်ဣသရေလအမျိုးသားတို့ရှိရာသို့ရောက်၍သင်တို့ဘိုးဘေးများ၏ဖျားသခင်သည်ငါ့ကိုသင်တို့ရှိရာသို့ဆေလွတ်တော်မူပြီဟုအကျွန်ုပ်ဆိုလျှင်သူတို့ကထိုဖျားသခင်၏နာမတော်ကအဘယ်သို့နည်းဟုကျွန်ုပ်ကိုပြန်၍မေးသောအခါအဘယ်သို့ပြန်ပြောရပါမည်နည်းဟုဖျားသခင်အားမေးလျှောက်လေ၏ဖျားသခင်ကလည်းငါဖြစ်သည့်အတိုင်းငါဖြစ်၏ဟု၍၎င်းငါဖြစ်သည်ဟုအမည်ရှိသောသူသည်ငါကိုသင်တို့ရှိရာသို့ဆေလွတ်တော်မူပြီဟုဣသရေလအမျိုးသားတို့အားပြန်ပြောလော့ဟု၍၎င်းမောရှေအားမိန့်တော်မူ၏ကျွန်တော်ဒီနှုတ်ကပတ်တော်ကတော့ဣသရေလလူမျိုးတွေကနှစ်ပေါင်း400လောက်အေဂုရုပြည်မှာကျွန်ခံနေရတယ်။ဘုရားသခင်ကအာဗြဟံနဲ့ဂတိတော်ပြိညင်ပြုထားတဲ့အတိုင်းပဲဂတိထားတော်မူရာခါနန်ပြည်ကိုဣသရေလလူမျိုးတွေကိုပို့ဆောင်မှာဖြစ်ပါတယ်။အဲဒီလိုပို့ဆောင်မဲ့အလုပ်ကိုဥဆောင်ဖို့ရန်အတွက်မောရှေကိုဥဆောင်ဖို့ရန်အတွက်စီခိုင်းခဲ့ပါတယ်။မောရှေကကျွန်တော်သွားပြောပြီးတော့ဣသရေလလူမျိုးတွေမင်းတို့ရဲ့ဘိုးဘေးတို့ရဲ့ဘုရားသခင်ကမင်းတို့ရှိအောင်ငါ့ကိုဆေလွတ်ပြီးငါ့ကိုဥဆောင်ခိုင်းတယ်လို့ပြောရင်အဲ့ဒီဖခင်ရဲ့နာမတော်ကဘလို့လဲလို့သူတို့ပြန်မေးတဲ့ခါမှာကျွန်တော်ဘလို့ပြန်ပြောရမလဲလို့သူကဖခင်သခင်ကိုမေးလျှောက်တယ်အဲ့ဒီခါမှာဖခင်သခင်ကငါဖြစ်တဲ့အတိုင်းငါဖြစ်တယ်လို့ဖော်ပြခဲ့ပါတယ်ဖခင်ကသူ့ရဲ့အမည်နာမကိုငါဖြစ်တဲ့အတိုင်းငါဖြစ်တယ် I am who I am ငါဟာငါပဲတဲ့ဘယ်ရာနဲ့မှနှိုင်းလို့မရဘူးလို့ဖော်ပြခဲ့ပါတယ်ကျွန်တော်ဒီနှုတ်ကပတ်တော်လေးကိုကြည့်တဲ့အခါမှာဖခင်သခင်ကကျွန်တော်ဘဝအတ္တတာရဲ့အရာရာဖြစ်ပါတယ်လူတိုင်းမှာဘဝမှာလိုအပ်မှုကွက်လက်တွေရှိပါတယ်တချို့ကငွေကြေးပြည့်စုံပေမဲ့ကျန်းမာရေးအားနည်းတယ်တချို့ကငွေကြေးလည်းပြည့်စုံတယ်ကျန်းမာရေးလည်းရှိပေမဲ့သူ့ဘဝအတ္တတာထဲမှာပူပင်စရာတွေစိတ်သောကရောက်စရာတွေရှိတတ်ပါတယ်မိသားစုရေးစင်မပြေတာဘဝတိုင်းမှာလိုအပ်မှုကွက်လက်တွေရှိနေပါတယ်ချမ်းသာတဲ့သူမှလည်းသူ့ရဲ့လိုအပ်မှုနဲ့သူဆင်းရဲတဲ့သူမှလည်းသူ့ရဲ့လိုအပ်မှုနဲ့သူဒါကြောင့်မို့လူရဲ့ဘဝအတ္တတာတိုင်းမှာပြည့်စုံတဲ့သူဆိုတာမရှိပါဘူးလောကမှာလူတိုင်းရဲ့ဘဝလူတိုင်းရဲ့နှလုံးသားထဲမှာကွက်လက်တွေရှိပါတယ်အဲ့ဒီကွက်လက်တွေကဖခင်သခင်နေရာဝင်ယူဖို့ဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့နှလုံးသားထဲကကွက်လက်တွေကဖခင်နဲ့ဖြည့်မှာပဲပြည့်သွားတာဖြစ်ပါတယ်ဒါကြောင့်မို့ဖခင်သခင်ကသူ့ကိုယ်သူမိတ်ဆက်တဲ့အခါမှာငါဖြစ်တဲ့အတိုင်းငါဖြစ်တယ်လို့ဖော်ပြပါတယ်သင်ကသင်ရဲ့ဘဝအတ္တတာထဲမှာကျမ်းမာခြင်းလိုအပ်လာတဲ့အခါမှာဖခင်ကသင်ရဲ့ကျမ်းမာခြင်းအရှင်ဖြစ်တယ်ဒါကြောင့်မို့သင်ဟာကျမ်းမာခြင်းလိုအပ်တဲ့အခါမှာဖခင်သခင်ဟာဂျဟောဝါရာဖာကျမ်းမာခြင်းရဲ့အရှင်ဖြစ်ပါလေသင်ရဲ့ဘဝအတ္တတာထဲမှာလိုအပ်မှုတွေရှိလာတဲ့အခါမှာဖခင်သခင်ဟာဂျဟောဝါဂျိုင်ရာဂျဟောဝါရိယေဖခင်သခင်ဟာယေဟောဝါရိယေဆိုပြီးတော့ the Lord's way provider ဖခင်သခင်ဟာသင်ရဲ့လိုအပ်သမျှကိုထောက်ပံ့မယ်ဖခင်ဖြစ်ပါတယ်သင်ကဘဝအတ္တတာထဲမှာဆုံးရှုံးတယ်လို့ကိုယ်ဘဝအတ္တတာထဲမှာတိမ်ငယ်တယ်လို့ထင်ရတဲ့အခါမှာယေဟောဝါနိစီဖခင်သခင်ကသင်ရဲ့အောင်လံဖြစ်တယ် The Lord is my banner ဖခင်သခင်ကသင်ရဲ့အောင်မြင်ခြင်းဖြစ်တယ်သင်ကသင်ရဲ့ဘဝအတ္တတာထဲမှာငြိမ်သက်ခြင်းတွေကင်းမဲ့လာတဲ့အခါမှာဂျဟောဝါရှလုံဖခင်သခင်ကသင်ရဲ့ငြိမ်သက်ခြင်းအရှင်ဖြစ်တယ်ကျွန်တော်တို့ဘဝရဲ့ကွက်လက်တိုင်းမှာဖခင်နဲ့ပဲဖြည့်လိုက်ပါဖခင်နဲ့ဖြည့်ရင်သင်ရဲ့ဘဝအတ္တတာထဲမှာပြည့်စုံသွားမှာဖြစ်ပါတယ်တို့ရတွင်လူတွေကကိုယ်ဘဝရဲ့ကွက်လက်တွေကိုပတ်စံနဲ့ဖြည့်တတ်ပါတယ်ယာရူးတွေနဲ့ဖြည့်တတ်တယ်အောင်မြင်ကြော်ကြားမှုတွေနဲ့ဖြစ်တတ်ပါတယ်အပျော်အပါးတွေနဲ့ဖြစ်တတ်တယ်မူရစ်ဆေးဝါးတွေနဲ့ဖြစ်တတ်ပါတယ်ကိုယ့်ရဲ့ကြိုက်နှစ်သက်မှုတွေနဲ့ဘလောက်ပဲဖြစ်သင်ဘဝရဲ့ကွက်လက်တွေကမပြည့်သွားပါဘူးကျွန်တော်ဘဝရဲ့ကွက်လက်တွေတိုင်းမှာဖခင်သခင်ကငါဖြစ်တဲ့အတိုင်းငါဖြစ်တယ်ဒီနေ့မိဘမရှိတဲ့သူတွေအတွက်ဖခင်သခင်ကမိဘမရှိသောသူတွေရဲ့အဖဖြစ်ပါတယ်သင်ဘာမှစိတ်အားငယ်စရာမလိုပါဘူးသင်ဘဝအတ္တတာထဲမှာသူများလောက်ပညာမရှိဘူးလားဖခင်သခင်ကပညာရဲ့အချုပ်အခြာဖြစ်တယ်အဲ့ဒီဖခင်နဲ့ပဲသင်ရဲ့ကွက်လက်တွေကိုဖြည့်လိုက်ပါသင်ဘဝအတ္တတာထဲမှာလိုအပ်မှုတွေရှိနေလားဖခင်သခင်ကသင်ရဲ့လိုအပ်သမျှကိုထောက်ပံ့မယ်ဂျဟောဝါရီယေဖခင်သခင်ကသင်ကိုထောက်ပံ့မယ်ဖခင်ဖြစ်တယ်သင်ဘဝအတ္တတာထဲမှာကျမ်းမာခြင်းလိုအပ်လားဖခင်သခင်ကယေဟောဝါရာဖာကျမ်းမာခြင်းရဲ့အရှင်ဖြစ်ပါတယ်သင်ဘဝရဲ့ကွက်လက်တိုင်းကိုဖခင်သခင်ကသူ့နဲ့ဖြည့်စေခြင်းတာဖြစ်တယ်ယောသမာကျမ်းစာထဲမှာတမန်တော်ရှင်ဘောလူရဲ့အတ္တတာသူ့ဘဝအတ္တတာကိုဖခင်သခင်ကြီးမားစွာအသုံးပြုပါတယ်ဒါပေမဲ့သူ့ဘဝမှာကွက်လက်လေးရှိတယ်အဲ့ဒါကတော့သူ့ခန္ဓာကိုယ်မှာစူးတဲ့စူရှိတယ်လို့ဖော်ပြပါတယ်ကျမ်းပညာရှင်အများစုကတော့သူ့မှာယောဂရှိတယ်လို့ဖော်ပြတယ်။ဘိုက်အောင်တဲ့ယောဂလို့အများစုကဖော်ပြပါတယ်
သူ့ရဲ့ယောဂါကို तू မကြိုက်ဘူးဒါကြီးရှိနေခြင်းကဘဝမှာမပြည့်စုံဒီအကြီးကို तू ပျောက်ရှင်တယ်ဒီယောဂါသာပျောက်သွားမယ်ဆိုဘုရားတို့အများကြီးလုပ်လို့ရမယ်ဘဝပြည့်စုံမှာပဲလို့ तू ထင်ပါတယ်ဒါကြောင့်မို့တဲ့၃ချိန်မြောက်အောင်ဘုရားသခင်စီမှာ तू ဆုတောင်းတယ်ဒါပေမဲ့ဘုရားသခင်ကသူ့ကိုအဲ့ယောဂါပေးမပြောက်ပါဘူးဘုရားသခင်ကဘာပဲပြန်ပြောလဲဆိုတော့ငါဂျေဇုသည်တင်ဖို့လောက်ပြီငါတကိုးသည်အားနေခြင်းဖြစ်မှာစုံနေတတ်တယ်လို့တမန်တော်ကြီးရှင်ဘောလူကိုပြန်ပြီးတော့မိန့်တော်မူခဲ့ပါတယ်တမန်တော်ကြီးရှင်ဘောလူရဲ့အသက်တာထဲမှာအင်ဝတန်မှတကိုးပြနိုင်တယ်သီတော်သူတော်ရှင်စေနိုင်တယ်သူများတွေကိုသူ့ရဲ့လက်ကင်ဘွားလေးပေးလိုက်တာနဲ့ယောဂပျောက်သွားတယ်အဲ့လောက်ထိတော့တက်ဆွမ်းနိုင်တဲ့သူဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒါတွေအားလုံးကဘုရားသခင်ကျေးဇူးတော်ကြောင့်ဘုရားရဲ့တကိုးတော်ကြောင့်ဖြစ်တယ်ဆိုတာကိုမသိဘဲနဲ့ကိုယ့်ရဲ့အစွမ်းစားကြောင့်ထင်မှာဆိုလို့ဘုရားသခင်ကတမန်တော်ကြီးရှင်ဘောလူမှာလည်းလိုအပ်မှုလေးကွက်လက်တစ်ခုကိုဘုရားသခင်ကထားထားပေးတယ်အဲ့ဒါကတော့သူခန္ဓာကိုယ်မှာယောဂအဲ့ဒီယောဂဆူကမပြောက်ပဲဖြစ်နေပါတယ်ဒါကြောင့်မို့တမန်တော်ရှင်ဘောလူကဘုရားသခင်ကိုဆုတောင်းတဲ့အခါမှာဘုရားသခင်ကမင်းယောဂမရှိမှယောဂပျောက်မှငါမင်းနဲ့အတူရှိတာမဟုတ်ငါရဲ့ကျေးဇူးကမင်းကျမ်းမာမှာရှိတာမဟုတ်ငါကျေးဇူးကမင်းမကျမ်းမာတဲ့အချိန်မှာလည်းလုံလောက်တယ်ဆိုတဲ့အရာကိုဖော်ပြခဲ့ပါတယ်ဒါကြောင့်ခြေတော်စီတိုင်းကျွန်တော်တို့ဘဝအသက်တာရဲ့ကွက်လက်တိုင်းဟာဘုရားသခင်နေရာယူဖို့ဖြစ်ပါတယ်လူတိုင်းကမိမိရဲ့အားနည်းမှုမိမိရဲ့မစုံလင်မှုမိမိရဲ့မပြည့်စုံမှုတွေကိုမကြိုက်ပါဘူးတမန်တော်ရှင်ဘောလူကလည်းဒီယောဂဝေဒနာခံစားတဲ့အခြေအနေကို तू မကြိုက်ပါဘူးဒါကြောင့်မို့ तू ဘုရားသခင်စီမှာဆုတောင်းတယ်တို့ရတွင်ဘုရားရဲ့ကျေးဇူးတော်ကလုံလောက်တယ်အားနည်းခြင်းဖြစ်မှာဘုရားတကူတော်စုံလင်တယ်ဆိုတော့သိလေသိရောသူ့ရဲ့အားနည်းခြင်းဖြစ်ကိုတဲ့ဝမ်းမြောက်သောစိတ်နဲ့ဝါကြွားတယ်အဲ့ဒီကွက်လက်တွေအတွက်လိုအပ်မှုတွေအတွက် तू ကမညီးတွားတော့စိတ်မပြတ်တော့အဲ့ဒီကွက်လက်တွေလိုအပ်မှုတွေကိုတော့မှ तू ဝမ်းမြောက်တယ်တဲ့ကျေးဇူးတော်တော်တာ၍ချီးမွမ်းသေးတယ်သင်ရဲ့ဘဝအသက်တာထဲမှာသင်ဘဝရဲ့ကွက်လက်တွေကဘုရားသခင်နေရာယူဖို့ဖြစ်တယ်ဆိုတာကိုသင်သိလာရင်အဲ့ဒီကွက်လက်တွေအတွက်လိုအပ်မှုတွေအတွက်မပြည့်စုံမှုတွေအတွက်အားနည်းမှုတွေအတွက်သင်ကဝမ်းမနေတော့ပါဘူးအဲ့ဒါတွေအားလုံးကဘုရားသခင်နေရာယူဖို့ဖြစ်တယ်အားနည်းခြင်းရှိတော့မှဘုရားတကူတော်စုံလင်လာတာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ဘဝရဲ့ကွက်လက်တိုင်းမှာဘုရားသခင်ကနေရာယူဖို့ငါဖြစ်တဲ့တိုင်းငါဖြစ်တယ်ဒါကြောင့်မို့သင်ဘဝရဲ့ကွက်လက်တွေအတွက်ဝမ်းမနေပါနဲ့ဘုရားသခင်ကိုပဲနေရာပေးလိုက်ပါသင်ဘဝရဲ့ကွက်လက်တိုင်းကိုငွေကြေးနဲ့မဖြည့်ပါနဲ့အောင်မြင်ခြင်းနဲ့မဖြည့်ပါနဲ့လောကရာနဲ့မဖြည့်ပါနဲ့ယေရှုနဲ့ပဲဖြည့်လိုက်ပါသခင်ယေရှုကသင်ဘဝရဲ့ကွက်လက်တိုင်းမှာနေရာယူမယ်ဆိုရင်တော့သင်ဘဝရဲ့အသက်တာကပြည့်ပြည့်စုံမှာဖြစ်ပါတယ်ဒါကြောင့်မို့ဘဝရဲ့ကွက်လက်တွေအတွက်မညီးတွားလိုက်ပါနဲ့စိတ်တမကြနိုင်လဲစိတ်မပြတ်လိုက်နဲ့သင်ဟာကျမ်းမာခြင်းလိုအပ်နေလားအဲ့ဒီကျမ်းမာခြင်းကွက်လက်မှာဘုရားကနေရာယူဖို့ဖြစ်တယ်သင်ဘဝအသက်တာထဲမှာငွေကြေးတွေလိုအပ်နေလားအဲ့ဒီကွက်လက်တိုင်းမှာဘုရားကနေရာယူဖို့ဖြစ်ပါတယ်အဲ့ဒီမပြည့်စုံခြင်းတွေမစုံလင်ခြင်းတွေအားနည်းခြင်းတွေအတွက်ကျေးဇူးတော်ချီးမွမ်းလိုက်ပါအဲ့ဒီအားနည်းခြင်းတွေရှိလို့သာဘုရားကသင်ဘဝမှာနေရာယူလို့ရတာဖြစ်ပါတယ်ဒါကြောင့်မို့ဘဝရဲ့အသက်တာထဲမှာလိုအပ်မှုတွေကွက်လက်တွေမပြည့်စုံမှုတွေအတွက်ညီးတွားစိတ်ပြတ်မနေပါနဲ့အဲ့ဒီကွက်လက်တွေရှိလို့သာဘုရားကနေရာယူလို့ရတာဖြစ်ပါတယ်ဒါကြောင့်မို့အဲ့ဒီဘဝရဲ့လိုအပ်မှုကွက်လက်တွေအတွက်ကျေးဇူးတော်ကိုချီးမွမ်းပြီးတော့မိမိဘဝရဲ့ကွက်လက်တိုင်းမှာဘုရားကိုနေရာပေးပြီးတော့ဘုရားသခင်နဲ့အတူဘဝကိုဖျက်ဆီးနိုင်တော်သူများဖြစ်စေဖို့ဝင်ငှပါတယ်အားလုံးပေါ်မှာဘုရားရှင်ကောင်းကြီးပေးပါစေ